ကဲလာဒီကနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဘင်းအသစ်မျိုးစုံနဲ့ဇင်းတို့အနေနဲ့တကွာကျွန်တော်မိတ်ဆက်ပေးပါမယ်ကဲမိတ်ဆွေတို့ရဲ့အချစ်တော်ကြီးဖြစ်တဲ့လော်ဂျာခုံနှန်းရှည်ဘိန်းလေးပဲဖြစ်ပါတယ်ဒပလက်ရှိမယ်စမုတ်ရှိမယ်ဇင်းလုံးလေးကတော့33သိန်းဝန်းကျင်လေးနဲ့ရမယ်ဗျာမော်ဒယ်2025ဒီဘက်ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ new zin ဝေဘိန်းလေးပဲဖြစ်ပါတယ်မော်ဒယ်2025ပါစတီကာကြောင့်ဒီဇိုင်းလေးနဲ့ထွက်ရှိထားပါတယ်ဇင်းလုံးလေးကတော့33သိန်းဝန်းကျင်လေးနဲ့ရမှာပဲဖြစ်ပါတယ်ဒီဘက်ကဘိန်းညာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါလူတိုင်းကြိုက်တဲ့ကာမတ်ဝေဘိန်းလေးတွေပဲဖြစ်ပါတယ်စမုတ်ရှိမယ်ဒလက်ရှိမယ်မော်ဒယ်2025ဇင်းလုံးလေးက29သိန်းဝန်းကျင်လေးနဲ့ရပါမယ်ဒီဘက်ကဘိန်းလေးနှစ်စီးရဆိုလို့ရှိရင်တော့ဒါ30ဆွန်းဆွန်းလေးနဲ့ရမယ်ဘိန်းလေးပဲဖြစ်ပါတယ်ကန်နာအာဖင်အောင်နဲ့ကာမတ်ချန်ပီယံဘိန်းလေးပဲဖြစ်ပါတယ်ခုလက်တော်လုံးမှာဝင်ထားတဲ့ဘိန်းလေးတွေပဲဖြစ်ပါတယ်ကာမတ်မီလီယံနာလေးတွေလည်းရောက်ထားတာရှိပါတယ်လာရောက်ပြီးတော့ဝယ်ယူကြဖို့လည်းထပ်မံဖိတ်ခေါ်လိုက်ပါတယ်ဒီဘက်ဘိန်းလေးရဆိုရင်ဖြင့်ဒါကျွန်တော်တို့ကကန်နာစီဇာအိုင်မော်ဒယ်2025စနီကာပြောင်းဒီဇိုင်းလေးပါခင်ဗျဒီဘိန်းလေးရဆိုလို့ရှိရင်လည်း30ဝန်းကျင်လေးနဲ့ရမှာပဲဖြစ်ပါတယ်နောက်ထပ်ဒီဘက်ကဘိန်းလေးရဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကန်နာရုပ်ဆို1 2ဘိန်းလေးပဲဖြစ်ပြီးတော့စတီကာပြောင်းဒီဇိုင်းလေးနဲ့ထွက်ထားတယ်ဘိန်းလေးကလှပပတီတီတက်တက်လေးနဲ့ထွက်ထားတယ်ဗျဒီဘိန်းလေးရဆိုလို့ရှိရင်တော့30ဝန်းကျင်လေးနဲ့ရပါမယ်ခင်ဗျာနောက်ထပ်နောက်ဆုံးဘိန်းလေးနဲ့ထပ်ပြီးမိတ်ဆက်ပြရမယ်ဆိုလို့ရှိရင်တော့ဒါကန်ဘိုစီဇာအိုင်ဘိန်းလေးပဲဖြစ်ပါတယ်စတီကာလေးတွေရဆိုလို့ရှိရင်တော့ဒါသိငတ်ပုံစံလေးနဲ့ဒါထွက်ထားတာဖြစ်တဲ့အတွက်ရန်ကိုဒါလှတယ်မျက်စိလေးလည်းကြည်ပြီးတော့အေးစေတယ်မျက်စိလေးဆန်းဆန်းမြမြလေးလည်းဖြစ်တယ်ဇိမ်လုံးလေးရဆိုလို့ရှိရင်တော့33ဝန်းကျင်လေးတွေနဲ့ဒါရရှိမယ်ဘိန်းလေးပဲဖြစ်ပါတယ်ဒီလိုဘိန်းအကောင့်ဘိန်းအသစ်လေးတွေကိုရကျင်တယ်ဆိုလို့ရှိရင်တော့ page messenger မှာပဲဖြစ်ဖြစ်ဖုန်းနံပါတ်မှာဖြစ်ဖြစ်ဆက်သွယ်ဆုံးသတ်မေးမြန်းနိုင်ပါတယ်ကြည့်ရှုသူများလည်းစိတ်ချမ်းသာကိုကြမှာရှိပါစေကြည်သုံးမမှာလည်းကြော်လွှားနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ